ရှန်ဆောင်လို့ပြောလိုက်တာနဲ့ခရစ်ယာန်တော်တော်များများကရှန်ဆောင်ကိုသိကြပါတယ်အကြောင်းကတော့ဖျားသခင်ရဲ့ခေါ်ယူခြင်းနဲ့မိမိကိုထိန်းချုပ်နိုင်စွမ်းတို့ကြားကအထူးကကြတဲ့ဘဝတင်ငန်းစာတွေကိုပေးနေလို့ဖြစ်ပါတယ်ရှန်ဆောင်ကဤဒေလာလူမျိုးတွေကိုကယ်တင်ဖို့မွေးကလေးကရွေးချယ်ခံရလို့ဖြစ်ပေမဲ့သူ့ရဲ့ဘဝဟာတတိပေချက်တစ်ခုဖြစ်တယ်လို့မျှော်လင့်ချက်ပေးတဲ့တန်စကားလည်းဖြစ်ခဲ့ပါတယ်ရှန်ဆောင်ရဲ့ဘဝကနေကျွန်တော်တို့ရရှိနိုင်တဲ့တင်ငန်းစာ၄ချက်ရှိတယ်ပထမဆုံးတစ်ချက်ကတော့တင်ဤခေါ်ယူခြင်းအတွက်တာဝန်ယူမှုပါဝင်တယ်ဆိုတော့ရှန်ဆောင်မှာခြေလက်တကောင်ကိုလက်ပနာနဲ့တတ်နိုင်တဲ့အထိသို့မဟုတ်စစ်တပ်တစ်ခုလုံးကိုအနိုင်ယူနိုင်တဲ့အထိအားတင့်ပွဲခွန်အားရှိခဲ့ပါတယ်ဒါပေမဲ့သူဟာခြေလက်တကောင်ကိုတတ်နိုင်လောက်အောင်ခွန်အားကြီးခဲ့ပေမဲ့လည်းမိမိကိုထိန်းချုပ်နိုင်လောက်အောင်တော့ခွန်အားမရှိခဲ့ပါဘူးဖျားသခင်ပေးထားတဲ့ခေါ်ယူခြင်းသို့မဟုတ်ရည်ရွယ်ချက်ရှိနေရုံနဲ့ကိုจิตတရားစီကံရှိဖို့မလိုအပ်တော့တာမဟုတ်ပါဘူးမိမိရရှိထားတဲ့စုကျေစုတွေကိုပေါ့ဆဆအသုံးပြုခြင်းဟာမိမိရဲ့ရည်ရွယ်ချက်ကိုပြည့်စည်စေနိုင်ပါတယ်ဒုတိယတစ်ချက်ကတော့ကြည့်ကောင်းနိုင်တဲ့အနာဂတ်အတွက်မကောင်းနိုင်ပါလေဆိုတော့ရှန်ဆောင်ကဖျားသခင်ကိုမချစ်တဲ့သို့မဟုတ်သူ့ရဲ့တန်ဖိုးထားမှုတွေကိုအလေးမထားတဲ့အမျိုးသမီးတွေကိုပဲအစဉ်တစိုက်ရွေးချယ်ခဲ့ပြီးရုပ်ပိုင်းဆိုင်ရာဆွဲဆောင်မှုကိုပဲဦးစားပေးခဲ့တဲ့အတွက်ဘေးဒုက္ခနဲ့ကြုံတွေ့ခဲ့ရပါတယ်ဘဝအဖို့ကိုရွေးချယ်ခြင်းဟာအရေးကြီးဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီးခံစားချက်ဒါမှမဟုတ်ရုပ်ရည်ထက်ဝိညာဉ်ရေးရာတန်ဖိုးထားမှုတွေအပေါ်မှာပဲအခြေခံတင်ပါတယ်တတိယတစ်ချက်ကတော့မီးနဲ့ကစားရင်တနေ့မှာအလောင်းခံရလိမ့်မယ်ဆိုတော့ရှန်ဆောင်ဟာဘုရားသခင်တတ်မှတ်ထားတဲ့စီးတွေကိုကြော်ဖြတ်ပြီးအနေရရှိတဲ့အခြေအနေတွေထဲကိုပဲကိုယ့်ဘာသာကိုအမြဲတမ်းပို့ဆောင်ခဲ့ပါတယ်သူဟာသတိပေးချက်တွေကိုလိလိရှုပြီးအနေရတွေကိုရည်စရာလိုသဘောထားခဲ့ပေမဲ့အပြည့်ဆိုတာအမြဲတမ်းပေးဆက်မှုရှိလာမှာဖြစ်ပြီးသူကစားခဲ့တဲ့အရာတွေကပဲသူ့ကိုပြန်ဖြက်စီးသွားခဲ့ပါတယ်နောက်ဆုံးစတုတ္ထအချက်ကတော့တင်အနှိမ့်ဆုံးရောက်နေတဲ့အချိန်မှာတော့ဘုရားသခင်ကတင့်ကိုလက်မလွတ်ပါဘူးဆိုတော့ရှန်ဆောင်ဟာသူ့ရဲ့ခွန်အားအမြင်အာရုံနဲ့လွတ်လပ်ခွင့်တွေအားလုံးဆုံးရှုံးသွားတဲ့အနှိမ့်ဆုံးအချိန်မှာတော့ဘုရားသခင်ကနောက်ဆုံးတစ်ချိန်အော်ဟစ်ဆုတောင်းခဲ့ရတဲ့အတွက်ဘုရားသခင်ကသူ့ရဲ့ဆုတောင်းတော်ကိုနားညောင်းခဲ့ပါတယ်ဒါဟာကြရှုံးခြင်းဟာအဆုံးသတ်မဟုတ်ဘူးဆိုတာကိုပြသနေပါတယ်ကျွန်တော်တို့ဘလောက်ပဲအမားကြီးခဲ့ပါစေဘုရားသခင်အနံ့မယ်ဆိုရင်ကိုယ်မှာကြံရှိနေသေးတဲ့အရာတွေနဲ့တော့ဘုရားသခင်ကဘဝကိုပြန်လည်ပြီးအသုံးပြုနိုင်ပါတယ်ကျမ်းစာသူရောက်စီတိုင်းပေါ့ဘုရားသခင်ကောင်းခြင်းမင်္ဂလာတော်ချပေးပါစေ